သမိုင်းညောင်ရှည်လျာထွန်းကားခဲ့တဲ့ပြည်မြမကြောက်တံပရမနဲ့ကောက်နံစပါကျွယ်ဝပြည်ဖြိုးရတနာဘာသာသာသနာအဖျားဖျားထွန်းလဲရွှန်းလဲငုံရောင်ဖျားမြမစမြမကတို့ရဲ့ပြည်မြမသမမြတ်တာယာသည်ဥဒုမြေရင်လေးတို့ချုပ်အချာဘိုးဘွားတွေအမွေအနှစ်မို့တို့များဆက်လက်အမွေခံလာဤတော်စုသားတို့ရင်မှာစစ်မှန်သောမျိုးချစ်စိတ်ပါတောင်စုကြီးသာဝရတည်တံခိုင်မြဲစေရမှာနိုင်ငံတော်ဒီငြိမ်အေးချမ်းမှာခင်မီဖင်မျိုးတိုးတဲ့မှာဆန့်ကျင်မဲ့ချက်သမားရန်တွန်းလှန်သွားကြမှာဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်၍ကျေးလက်ဒေသဖွံ့ဖြိုး၍လုပ်ငန်းစဉ်9ရပ်ချမှတ်ခါလာအထူးဒေသ24ဖွံ့ဖြိုးရေးပါပြည်တော်စုကြီးတရားလုံးညတာသွားတစ်ချိန်နဲ့တစ်ပြိုင်တည်းဖွံ့ဖြိုးတိုးတက်စေအောင်သာစီမံကိန်းရကိုအောင်မြင်သွားလက်တွဲဆောင်ရွက်ကြရမှာယနေ့လျှောက်လန်းနေသည့်အာမန်များစွာတူညီသည့်ရည်ရွယ်ချက်ရှိကိုဆက်လို့သာလက်တွဲညီညာအောင်မြင်စေဖို့ရာဤတော်စုတိုင်းရင်းသားများဝိုင်းဝန်းကြိုးပမ်းအကောင့်ထဲပေါ်ရမှာစီလုံးညီညာအောင်ရောက်ချမြဲလားစီလုံးလက်တွဲအောင်မွေးစင်တွေကအောင်ဝဲစင်တွေကစီလုံးကြီးရဲ့ကြိုးဆက်တိုးတက်မြဲပါယနေ့မြမစီလုံးကြီးများ